Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့2020ခုနှစ်ကလေးอ่ะပေါ့เนาะအခုချိန်ဒီကိုကြောင်းရက်နာထားပြီးတော့ပညာရေးတစ်ပိုင်းတစ်စားဖြစ်နေတဲ့သူတွေအတွက်ကိုရှောက်ရအဆင်ပြေမဲ့ scholarship လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်အကယ်၍ကိုကပေါ့เนาะ scholarship တွေလည်းရှောက်ချင်တယ်ဒါပေမဲ့ကိုမှာကfinancial problem လည်းရှိရယ် GED တွေ IGCSE တွေလိုမျိုးဆောင်ပွဲတွေလည်းမဖြေနိုင်ဘူးပေါ့เนาะအဓိကကတော့10တန်းစနစ်ဟောင်းအောင်ထားတဲ့သူတွေပေါ့နော်သူတို့အတွက်ဆိုလို့ရှိရင် chance ကအခုဆိုအရင်နေသွားပြီပေါ့နော်ဒါပေမဲ့ try လို့ရမယ့် scholarship လေးတစ်ခုအကြောင်း sharing လုပ်ပေးပါမယ်အဲ့ဒါကတော့ Vietnam နိုင်ငံရဲ့ပေါ့နော်ထိပ်တန်းတက္ကသိုလ်တွေကတစ်ခုဖြစ်တဲ့ TTU လို့လူသိများတဲ့ Tung Tu Tan University ရပေးရဲ့ scholarship လေးအကြောင်းပြပြပေးသွားမှာပဲဖြစ်ပါတယ်ယူဆုံး Google ဒါမှမဟုတ်လို့ရှိရင် Chrome ကနေပြီးတော့မှ TTU လို့ရိုက်လိုက်ပေါ့နော်အဲဆိုရင်ဒီမှာအကြောင်း website ကျလာပါလိမ့်မယ်ဒီကနေပြီးတော့မှ website ထဲကိုဝင်ပေါ့နော်ပြီးလို့ရှိရင် admission ကိုနှိပ်လိုက်ပါဒီမှာဆိုရင်တော့အကြောင်းရဲ့ activities တွေအကုန်လုံးသူကဒီမှာပြပြထားရပေါ့နော်ကိုကတော့အခုလောလောဆယ် undergraduate အကြောင်းပြောမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ undergraduate ကိုနှိပ်လိုက်ပါ scholarship အကြောင်းပြပြပေးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ scholarship ထဲကိုဝင်လိုက်ပါမယ်ဒီအပေါ်ကတော့ဒါသူ့ရဲ့ဒီကိုအကြောင်းပြပြထားပါပေါ့နော်ဒီမှာကတော့သူရဲ့ scholarship program မှာဆိုရင်သူက English program ရှိမယ်ပေါ့နော်ဒါနံပါတ်1ပေါ့ပြီးရင်နောက်တစ်ခုသူက Vietnamese program ရှိမယ်ဒါနံပါတ်2ပေါ့နော်ဒီမှာဆိုရင်တော့အများအားဖြင့်သူက English စာနဲ့ Vietnam စာဆိုပြီးတော့မှအဲ့လိုမျိုးသူရဲ့ language program နှစ်ခုနဲ့သင်တာပေါ့နော်အရင်ဆုံးကတော့ English စာဆိုရင်သူကသူရဲ့ scholarship က partial ပေးရရှိရယ်ပြီးရင် full scholarship ပေးရရှိရယ်ပေါ့နော်ဒီမှာဆိုရင်ကတော့အင်္ဂလိပ်စာနဲ့လေ့လာလို့ရရင်မေဂျာ12ခုရှိတယ်ပေါ့နော်ဒီမှာဆိုရင်တော့ဒါသူ့ရဲ့သင်ကြားရမယ့် program ကိုပြောပြထားတာပေါ့နော်ဒီအောက်မှာဆိုရင်ကတော့သူ့ရဲ့ field study တွေပြီးရင် faculty တွေ major တွေဒီမှာဆိုရင်အကယ်၍ကိုက business administration marketing ကိုသိချင်နေဆိုရင်ဒါကိုတစ်ချက်နှိပ်လိုက်ပေါ့နော်သူရဲ့ပေါ့နော်ဒီတက်ဆိုင်ရာ program တွေကိုသူကရောက်သွားမယ်ပေါ့နော်အဲ့ကမှဆိုရင်ကိုရှာချင်တဲ့ကိုတက်ချင်တဲ့ major အကြောင်းကိုဒီမှာပြန်ပြီးတော့မှအသေးစိတ်ဖတ်လို့ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့သူပေးရဲ့ scholarship ပေါ့နော် scholarship type ကတော့သူက full scholar ပေးရပြီးရင် partial scholarship ဆိုပြီးတော့မှပေးရပေါ့နော်သူရဲ့ full ရော partial ရောမှာနှစ်ခုလုံးမှာ dormitory ကတော့လုံးဝ free ပေးရပေါ့နော်သူတို့မှာအကြောင်းဆောင်ရှိတယ်အဲအကြောင်းဆောင်မှာဒီ dormitory fees ပေးရမလို့ပေါ့နော်အဲ့တော့ကိုက full scholar ရပဲဖြစ်ဖြစ် partial scholar ရပဲဖြစ်ဖြစ်ပေါ့နော်ဒီ dormitory fees ကတော့100%အပြည့်ဖြစ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကတော့အဓိကဘယ်မှာပဲကွာပါလဲဆိုရင် tuition fees မှာပဲကွာသွားပါပေါ့နော်full scholar ရတဲ့သူကတော့ပေးရမလို့တော့ပေါ့နော် full scholar မဟုတ်တဲ့သူကတော့ပေးရမှာပေါ့နော်သူရဲ့ amount timeနောက်တစ်ခုကတော့ scholarship retention requirement ပေါ့နော်ဒါကတော့ scholar တော်တော်များများမှာterms and condition တွေရှိရယ်အဓိကကတော့ကိုက scholarship ရပြီးတော့အစာမလုပ်မှာဆိုလို့ပေါ့နော်အဲ့ဒါကြောင့်မို့သူတို့သတ်မှတ်ထားတဲ့ GPA level တွေရှိရယ်ဒါကတော့ကျောင်းတိုင်းလူလူမှရှိပါတယ်ဒီမှာဆိုရင်တော့သူ့ရဲ့ GPA ကတော့ GPA 6 တက်မလျော့ပါဘူးပေါ့နော်ဒီအခုပြပြသွားတဲ့အကြောင်းအရာတွေအကုန်လုံးကတော့အင်္ဂလိပ်စာနဲ့သင်တဲ့ဟာတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ Vietnamese ပေါ့နော်ခုနအင်္ဂလိပ်စာမှာတော့ကတော့ major 12ခုပဲပေါ့နော်ဒီမှာကတော့ major က43ခုထိရှောက်လို့ရပါတယ်ဒီမှာဆိုရင်တော့သူ့ရဲ့ requirements တွေပေါ့နော်အကယ်၍ပေါ့နော်ကိုက Vietnam စာနဲ့သင်ချင်တယ်ဒါပေမဲ့ကိုမှ Vietnamese language proficiency လည်းမရှိဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့သူတို့ရဲ့အကြောင်းကနေပြီးတော့မှ Vietnam language အတွက်ကိုပေါ့နော်ဒီတစ်နှစ်စာ course ပေးပါတယ်အဲ့ဒါလည်း free ပါ free တက်လို့ရတယ်ပေါ့နော် Vietnamese ကတော့ရွေးရမယ့် major ပုံများပါတယ်နောက်တစ်ခုကတော့သူ့ရဲ့ scholarship type ကလည်းခုနလိုမျိုးပဲပေါ့နော်အင်္ဂလိပ်စာမှာတော့Vietnamese course ကတက်စရာမလိုကိုယ့်ရဲ့ major က4နှစ်ဆို4နှစ်တန်းတက်ရုံပဲ5နှစ်ဆို5နှစ်တန်းတက်ရုံပဲပေါ့နော်ဒါပေမဲ့ဒီ Vietnam နဲ့သင်မယ်ကိုမှလည်း Vietnam စာမရှိသေးဘူးဆိုရင်ကတော့ plus 1 year ပေါ့နော်အဲ1 year သင်ရမယ်Vietnam စာကတော့သူက full ပဲနေနေ partial ပဲနေနေ 100% scholarship ပေးပါတယ်နောက်တစ်ခုဒီမှာကတော့သူကအဓိကတော့ scholarship retention requirements ကလည်းဘယ်လိုလဲဆိုရင်အဓိကကိုယ့်ရဲ့ major ကိုမတက်ခင်ပေါ့နော်အရင်ဆုံးသူတို့ရဲ့သတ်မှတ်ထားတဲ့ Vietnamese proficiency B2 level အောင်ရမယ်ပေါ့နော်အဲ့ဟာအောင်မှကိုယ့်ရဲ့ undergraduate program ကိုတက်လို့ရမှာပေါ့နော်ပြီးရင်နောက်တစ်ခုကတော့ GPA ကတော့ဒီမှာကတော့5ပေါ့နော်အနည်းဆုံး5ရပါမယ်
ဒါဆိုရင်တော့အခုပြောပြခဲ့တဲ့အကြောင်းကတော့ဒါ Vietnam program အတွက်ကိုပြောပြခဲ့တာပေါ့နော်။နောက်တစ်ခုကတော့နှစ်ခုစလုံးအတွက်ပေါ့နော်။ဒီမှာဆိုရင် eligibility for scholarship application ပေါ့။ဒီမှာဆိုရင်သူ့ရဲ့ academic requirements ကဒီမှာဆိုရင် graduation time ပေါ့နော်။ high school graduation time ကတော့သူဒီမှာပြောတာတော့2025 2024 2023ပေါ့နော်။ဒါမဲ့ပေါ့နော်အမင်ကိုယ်တိုင်လည်းဒီ scholarship ကို2024တုန်းကလည်းတစ်ခါလျှောက်ပူတယ်2025တုန်းကလည်းလျှောက်ပူတယ်အဆင်ပြေရေပေါ့နော်ကိုယ်တိုင်အောင်ခဲ့တာကတော့အထက်တန်း2019မှာအထက်တန်းပြီးတာပေါ့နော်ဒါကြောင့်မို့လို့အကယ်၍ကိုကပေါ့နော်စနစ်ဟောင်း10တန်းပဲပြီးထားတယ်ဒီအခြားကြီးတွေပါလေကိုမှထက်တက်မထားတော့ရွေးရတဲ့နိုင်ငံနည်းနေတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့10တန်းအောင်စင်းကိုလက်ခံတဲ့ကျောင်းကရှားတယ်ပေါ့နော်အဲ့တော့ဒီကျောင်းကိုရှောက်စီခြင်းနဲ့အဓိကတော့ဘယ်နှခုနှစ်ပဲအောင်ပေါ့နော်ဟိုတက်နိုင်သမျှရှောက်ကြည့်လိုက်ပေါ့နော်ရှောက်ကြည့်လိုက်ပြီးလို့အကယ်၍ကိုယ့်ရဲ့10တန်းအမှတ်တွေပြီးရင်ဟိုအတန်းတိုင်းရဲ့အမှတ်တွေကအဆင်ပြေနေမယ်ပြီးရင်ကို့မှာ IELTS လက်မှတ်ကလည်းလုံးဝ band score ကအဆင်ပြေရဆိုရင်ဒါတို့ဘက်ကစဉ်းစားပေးလိမ့်မယ်ပေါ့နော်အဲကြောင့်မို့လို့ scholarship ကတော့ဟိုရှောက်တာကတော့ကို့အပိုင်းပေါ့နော်အဲကြောင့်မို့ဒီခုနှစ်တွေမဟုတ်လေရှောက်ကြည့်ပါလို့သူကတော့ဒီမှာ GPA က5 out of 10ပေါ့နော်ဒါမဲ့ကြားဖို့တော့ပြောရမယ်ဆိုရင်တော့400ဝန်းကျင်လောက်ဆိုရင်တော့မစိုးဘူးပေါ့နော်အခြေအနေကောင်းတယ်ဟိုအမှတ်ဒီအများကြီးလမ်းပြန်ထွက်နေမှလို့တော့မဟုတ်ဘူးပေါ့နော်အကယ်၍ကိုကရှောက်ကြည့်မယ်ဆိုရင်တော့ဘာပဲနေရှောက်ကြည့်လိုက်ပေါ့နော်ပြီးနောက်တစ်ခုကကျတော့ for applicants from Myanmar transcript guide is strictly require not the matriculation exam result ပေါ့နော်သူကဘာပြောချင်တာလဲဆိုရင်အကယ်၍ဒီမှာမသိလို့ရှိရင်သူက sample လေးထည့်ပေးထားရပေါ့နော်အဓိကသူပြောချင်တာကတော့10တန်းအောင်လက်မှတ်ရဲ့အမှတ်စီနေမဟုတ်ဘူးလို့ပြောတာများတော့ပြင်ကတော့အချို့ scholarship တော်တော်များများက10တန်းအောင်လက်မှတ်10တန်းအမှတ်စီရင်ဒါနဲ့ပဲရှောက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီဗီယက်နမ်မှာအဲ့တခုထူးကြတယ်သူထူးကြလေးတော့ရှိရပေါ့နော်ဆိုတော့သူက3နှစ်စာပေါ့နော်3နှစ်စာပေါင်းပေးရမယ်နောက်ထပ်အောက်ကအချက်ကအရင်တော့နားမလည်ဘူးပေါ့နော်ဒါပေမဲ့အဲ့တုန်းကရှောက်တုန်းကစီနီယာရောတစ်ချက်မေးကြည့်တာကတော့သူကဟို10တန်းပေါ့နော်အချို့ဆိုရှိရလေဟိုအပြင်ဖြေရဒီကျောင်းမှာဖြေရမဟုတ်ဘဲနဲ့အပြင်ဖြေရတဲ့သူတွေဆိုရင်သူကကိုကပေါ့နော်ဒီအတန်းတက်ဖယ်နဲ့ဒီ matriculation exam ကိုအပြင်ကနေဖြေရတာဖြစ်ကြအောင်ပေါ့နော်အဲ့လိုမျိုး confirm letter လိုမျိုးတောင်းတာပါနောက်တစ်ခုကတော့ language proficiency requirement ပေါ့နော်ဒီမှာဆိုရင်တော့ခုနပြောတဲ့အတိုင်းပဲ B2 level လိုအပ်မယ်ဒါမှမဟုတ်လို့ရှိရင်ကိုကအရင်ကတည်းက Vietnam စာတက်ပြီးသား B2 level ရပြီးသားဆိုရင်ရတယ်အဲ့တနေ့မတက်တော့နဲ့ပေါ့နော်အဲ့လိုမျိုးမရှိဘူးဆိုရင်ကတော့သူတို့စီမှာပေးရပေါ့နော်ဒီ1 year Vietnamese language ကိုတက်ရမယ်တက်ပြီးအောင်ရမယ်ပေါ့နော် IELTS ကတော့ must have ပေါ့နော်လုံးဝရှိရပါမယ်ပြီးရင်သူ band score ကလည်းအများကြီးမတောင်းအောင်ပေါ့နော်ဒီမှာဆို 5.5 ပဲတောင်းတာပေါ့နော်အခြားသော equivalent နေရာဒီပြထားတဲ့ဟာတွေလက်ခံနေပေါ့နော် IELTS တို့ TOEFL တို့ဒီအောက်ကဟာတွေလည်းလက်ခံပါတယ်အဲ့မှာဝင်ကြည့်လို့ရတယ်ပေါ့နော် Duolingo လည်းလက်မခံပါဘူးပြီးရင်ဟိုဗာလေBritish Council ရဲ့ certificate လည်းလက်မခံပါဘူးမရဘူးပေါ့နော် IELTS ဒါမှမဟုတ်ခုနသူပြထားတဲ့ list တွေကတစ်ခုခုပါပါမယ်ဒါကတော့ pharmacy major အတွက်ပေါ့နော် pharmacy ဆိုရင်တော့သူကလုံးဝသူရဲ့ chemistry score ကလည်းမြင့်ရမယ်ပေါ့နော်ပြီးရင်အဓိကကတော့ဒီမှာသူဖော်ပြထားတဲ့ major တွေပေါ့နော်ဒါတွေကတော့တောင်းတိုင်းလိုပါပဲသူတို့မှာဆိုရင်ဒီ aptitude test တွေရှိတယ်သူတို့စစ်မဲ့ samuel ကိုအောင်ရမယ်ပေါ့နော်နောက်တစ်ခုကတော့တကယ်အရေးကြီးတဲ့နေရာပေါ့နော်ဒါကတော့ admission timeline ဖြစ်ပါတယ် admission လျှောက်တဲ့အဆင့်ဆင့်ပေါ့နော်required documents listed here အဲ့တော့အဓိကကဒီသူ scholar လျှောက်တယ်ဆိုတော့အဲ့လိုဟို link ကနေပြီးတော့ form ဖြည့်ရတာမဟုတ်။မှာအချို့ကျောင်းတွေဆိုရင်သူ့ရဲ့တက်မှတ်ပေးထားတဲ့ link ကနေပြီးတော့မှ account ဖွင့်ရတယ် apply လုပ်ရတယ်အဲ့လိုမျိုးပေါ့နော်။ဒီ scholarship ကကြတော့ဘာမှမလိုဘူး။သူပြောထားတဲ့ information တွေသူပြောထားတဲ့ documents တွေအစုံစုရမယ်ပေါ့နော်။စုမယ်စုပြီးလို့ရှိရင်အဲ့ဟာကို scan copy လုပ်ရမယ်ပေါ့နော်။ scan ကတော့ cam scanner application နဲ့ scan လုပ်ပြီးတော့တင်လိုက်လို့ရတယ်ပေါ့နော်။အဓိကတော့ဒီ email ကိုယ့်ရဲ့လိုအပ်တဲ့ပေါ့နော်သူပြောထားတဲ့ information တွေအကုန်လုံးပို့ပေးလိုက်လို့ရှိရင်ရပြီပေါ့နော်အဲဆိုရင် required documents တွေအကြောင်းပြောပါမယ်ဒီမှာဆိုရင် required documents ကနံပါတ်1ကတော့ application form ပေါ့နော်ဒီမှာ download လုပ်လို့ရတယ်ဒီ Microsoft Word ထဲမှာပဲတန်းဖြည့်လို့လည်းရပါတယ်ဒါမှမဟုတ်ရင်လည်းပေါ့နော်ဒီစာရွက်ကိုဆိုင်မှာ print ထုတ်ပြီးတော့မှဘောပင်အနက်ရောင်နဲ့တော့ဖြည့်လိုက်တယ်အပြာနဲ့လည်းရပါတယ်ဆိုဘောပင်နဲ့ဖြည့်ပြီးရင်အဲ့ဟာကိုဓာတ်ပုံရိုက်ပြီးတော့မှ scan
scan ဖတ်ပြီးတော့မှ PDF file ပြောင်းလိုက်လို့လည်းရပါတယ် high school diploma ဘာပြောရလဲဆို10တန်းအောင်လက်မှတ်ကိုပြောတာ10တန်းအောင်လက်မှတ်တို့10တန်းအမှတ်စီရင်တို့တင်လို့ရတယ်ပေါ့နော်အောင်လက်မှတ်ဆိုရင်ရပါပြီအောင်လက်မှတ်ကို translate လုပ်ရမယ်ပေါ့နော်နောက်တစ်ခုကတော့ transcript ပေါ့ academic record of the high school ပေါ့ဒီဟာကတော့ခုနပြောထားတဲ့အတန်း3တန်းပေါင်းရယ်ပြီးရင်ဒီ10တန်းရဲ့အမှတ်စီရင်ရယ်ပေါ့နော်ဟာတင်မိလိုက်ရပါပြီနောက်တစ်ခုကျတော့ passport or ID card ပေါ့ဒါကတော့ passport ပေါ့နော်ဒီဟာပေါ့ health certificate ပေါ့နော်ဒီဟာလည်းနောက်ကျရင်တော့တက်တက် sharing လုပ်ပေးပါမယ် health certificate ကများသောအားဖြင့်တော့အရင် seriously လုပ်စရာတော့မလိုပါဆိုတော့သူတို့အကြောင်းရောက်လို့ရှိရင်သူတို့ထပ်ပြီးတော့လုပ်ရတာပေါ့နော်အဓိကကတော့ကိုယ့်ရဲ့မြို့နယ်ဟာပေါ့နော်ကျန်းမာရေးရုံးတစ်ခုခုမှာဒီကျန်းမာရေးထောက်ခံချက်ပေါ့နော်အဲ့ဟာတော့ယူလာရင်ရပြီအဓိကဒီမှာလိုအပ်တဲ့ဟာကတော့1နဲ့3 4 5အထိပဲပေါ့နော်5အထိပဲလိုအပ်တာပါဒီအောက်ကဟာတွေကတော့တိတ်ပြီးတော့မလိုဘူးပေါ့နော်အနေလျှောက်တော့ကလည်း5ခုပဲတင်ခဲ့ရပါအဲ့ဟာတွေကိုတေချာစုမယ်တေချာစုပြီးတော့မှသူပြောထားတဲ့ဒီemail ကိုပို့လိုက်လို့ရှိရင်ရပြီပေါ့နော်ဒါတော့2025ခုနှစ်ရဲ့ admission timeline မှာ2026မှာလည်းဒီ timeline အတိုင်းပဲဖြစ်ဖို့များပါတယ်အကယ်၍ပေါ့နော်ကိုကိုတိုင်းဒီ scholarship ကိုရှောက်တဲ့အခါမှာတခုခုအခက်အခဲရှိရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်မေးချင်ရင်ပဲဖြစ်ဖြစ်ပေါ့နော် page ရဲ့ messenger ဒါမှမဟုတ်လို့ရှိရင်လည်းဒီ comment box မှာမေးထားလို့ရပါတယ်အားလုံးပဲ good luck ပါ